အမြန်လန်းတစ်ခုပေါ်မှာရဲသားကြီးလှမောင်တယောက်ကော်ဖီခွက်မှောက်ကြလို့ဒုက္ခများနေတော့မှာပဲရှေ့ကတစ်လုံးကားကြီးဟာတန်ကြိုးတွေပြက်ပြီးတစ်လုံးကြီးတွေအမြန်လန်းပေါ်လိမ့်ကျလာပါတော့တယ်။ကိုလှမောင်တယောက်တော့တေမင်းရဲ့ရွေးချယ်ခြင်းကိုခံလိုက်ရပါတယ်။တစ်ချိန်တည်းမှာဆိုင်ကယ်သမားကိုကြော်ဟာလည်းအဓိကဆက်ဆောင်ပြီးဒီရက်ဆက်လာတဲ့အက်ဆီဒင့်မှာပဲအသက်ပေးခဲ့ရပြန်ပါတယ်။ဒါပေမဲ့တကယ်ထူးဆန်းတာကဒီအက်ဆီဒင့်ကြားမှာကားတစ်စီးဟာ15 ပတ်လောက်လိမ့်နေပေမဲ့ကားရဲကဇက်လိုက်မင်းသားမောင်စောကတော့အသက်ဘေးကလွတ်ခဲ့ပြီးတိတ်မကြခင်မှာပဲတွဲကားကြီးရဲ့အနမ်းပေးမှုကိုခံလိုက်ရတာပေါ့ဗျာဒီလိုရှုပ်ရှက်ခတ်နေတဲ့အခြေအနေကြားမှာမောင်လေးအသက်ကိုမကယ်မယ်ဆိုပြီးတိတ်ချစ်ပြနေတဲ့မမတို့အတွဲလေးဟာလည်းမရှုမလှတွေဖြစ်ခဲ့ရတာပေါ့အဓိကမင်းသမီး KT မောင်းလာတဲ့ကားကတော့ကံမကောင်းစွာနဲ့တစ်လုံးကြီးနဲ့ဝင်တိုက်မိပြီးအဝေးကိုလွင့်ထွက်သွားပါတယ်ဒါပေမဲ့ကံကောင်းကျင်တော့ဒီမတော်တဆမှုမှာ KT ဟာအသက်ရှင်နေခဲ့ပြီးသတိပြန်လည်လာတော့ဘေးနားကားတစ်စီးမှာလူတစ်ယောက်ထိုင်ကုန်ကားပတ်ဖြုတ်မရလို့အော်ဟစ်အကူအညီတောင်းတန်ကိုကြားလိုက်ရပါတယ်အတန်ကြားရာကို KT တယောက်လှည့်ကြည့်လိုက်တုန်းမှာပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကြက်သေးသေးသွားခဲ့ပါတယ်နိုင်ဝက်လောက်ကြာပြီးနောက် KT အမေစီကိုသူ့ဖေထံကနေဖုန်းဝင်လာပါတယ်KT ကားတိုက်ခံရကြောင်းပြောပြီးမှပဲဒီအမှုတွေဟာမယိုးရှင်းကြောင်းပါတခါတည်းသိလိုက်ရပါတယ်။တိတ်မကြခင်မှာပဲ KT အမေစပင်ဟာနောက်ကလူတစ်ယောက်ရဲ့တန်ချိတ်မှာချိတ်မိသွားပါတော့တယ်။ထို့နောက်ဓာတ်လေကားအတွင်းရုပ်ရင်းဆန်လက်ဖြစ်ကြပြီးဓာတ်လေကားခလုတ်ကိုနှုံးမိက KT အမေရဲ့ခေါင်းဟာဓာတ်လေကားမှာညှက်သွားပါတော့တယ်။ဓာတ်လေကားတွေကလူတွေကဝိုင်းဝန်းကူညီကြပေမဲ့လည်း KT အမေအတွက်တော့နောက်ကျသွားခဲ့ပြီပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ KT ဟာအသက်ဘေးမှလွတ်ခဲ့ပြီးသူ့ဖေထံဝမ်းသာအားရနဲ့ပြန်ရောက်လာပါတယ်